အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ AG Horror Room Channel လေးကနေပြီးတော့ဒီကမိတ်ဆွေတွေကိုပြန်လေကြိုဆိုလိုက်ရပါတယ်ကျွန်တော်ဒီနေ့ညွှန်းပေးချင်တဲ့ဇာတ်ကားလေးကတော့2026ခုနှစ်ကထွက်ရှိထားတဲ့ Obsession ဆိုတဲ့ဒီ Supernatural Horror Psychological Thriller တေးထိန်ရင်ဖို့တရေကအမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးကတရေတိုက်ရိုက်6တာထက်ကိုချစ်ရသူကကိုယ့်ကိုအလွန်အကျွံဆွေးလန်းပြီးစိတ်ဖောက်ပြန်လာတဲ့ Psychological ဆိုတဲ့စိတ်ပညာဆိုင်ရာကြောက်မက်ဖွယ်ရာကိုကောင်းကောင်းလေးပုံဖော်ထားတာကိုတွေ့ရပါတယ်ပြီးတော့ဒီကစားစရာဒီတစ်ကိုင်း6ကဘယ်လာတာလဲအတိတ်ကရောဘလို့အမောင်ဖုံးတဲ့သမိုင်းကြောင်းတွေရှိခဲ့လဲဆိုတဲ့မျိုးဝဲချက်တွေကဇက်ရှင်ကိုပိုတက်လာစေပါတယ်ဒီဇက်လိုက်ဖြစ်တဲ့ဘေယာဆိုတဲ့ကောင်လေးကသူ့ရဲ့အရင်ဒီဆုံးတငယ်ချင်းမလေးနီကီကိုတစ်ဖက်သက်ယူယူမူမူချစ်နေရသူပါဒါပေမဲ့နီကီဘက်ကသူ့ကိုတငယ်ချင်းတဲ့မပိုတာကြောင့်ဘေယာတယောက်စိတ်ဆင်းရဲနေရပါတယ်တရက်မှာတော့မမျော်လင့်မဲ့ PC အဟောင်းဆိုင်တစ်ခုကနေ1980ဝန်းကျင်က NAC ကစားစရာတစ်ခုဖြစ်တဲ့ One Wish Wallow ဆိုတဲ့တစ်ကိုင်း6လေးတစ်ခုရလာခဲ့ပါတယ်ဒီပင်ရဲ့တစ်ကိုင်းကိုရှိုးပြီးဆူတောင်းရင်တစ်ခုတည်းသောဆူတောင်းကတကယ်ပြေဝလာမယ်ဆိုတဲ့ဒနာရီလေးတခုရှိပါတယ်ဘေယာကအဲ့ဒါကိုမသိပဲသူ့ရဲ့မယုံကြည်ခြင်းများစွာနဲ့နီကီကငါ့ကိုဒီကဘာပေါ်မှာဘသူထဲမဆိုပို့ပြီးယူမှုချစ်ပါတယ်ဆိုပြီးတိကိုင်း6ကိုချိုးပြီးဆူတောင်းလိုက်ပါတယ်နောက်ရက်မှာပဲနီကီကဘေယာကိုစတင်ပြီးတန်တန်ဆွဲချစ်လာပါတော့တယ်ဒါပေမဲ့ဒီအချစ်ကပုံမှန်အချစ်မျိုးမဟုတ်ပဲဇလန်ကောင်းစင်တိုင်းကြောက်စရာကောင်းတဲ့ opposition ဆွဲလန်းမှုလွန်ကဲခြင်းကြိမ်စာကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်နီကီကဘီယာကလွှဲရင်ဘသူ့ကိုမှအနာကမခံတော့ပဲတွန်းလွန်လာတဲ့သူတွေကိုသွေးအေးနဲ့လောက်ကျန်တဲ့အထိတွေ့ပြက်စရာကောင်းလာတဲ့အခါမှာတော့ဘီယာတယောက်သူ့ရဲ့ဆူတောင်းကိုပြန်ရုပ်သိမ်းဖို့ဘလို့စူးစမ်းမလဲဆိုတာကို6ချောင်းပဲကြည့်ရှုရမှာဖြစ်ပါတယ်ဒီဇက်ကားလေးကရုပ်တရက်လက်ဖြတ်တာမျိုးထက်ဇလန်တစ်ချောင်းလုံးဘာဖြစ်လာမလဲဆိုတဲ့ရင်သမားမနဲ့ကြည့်ရတဲ့ဆွဲဆောင်မှုမျိုးရှိပါတယ်ဆိုတော့ဘီယာကရောသူစတင်ခဲ့တဲ့ချိန်စာကိုချိန်ဖြတ်နိုင်ပါအနာချန်နီကီတယောက်ကရောဒီဖြစ်ရဲ့ဆိုးကနေရုံထွက်သွားနိုင်မလားဆိုတာကိုရင်သမားမနဲ့စောင့်ကြည့်ရမယ်ဇက်ကားကောင်းလေးတကားပဲဖြစ်ပါတယ်လို့ပြောရမလဲဗျာလူချင်တာရရင်ရတဲ့အရာရဲ့တန်ဖိုးကိုပြန်ပေးဆက်ရတတ်တယ်ဆိုတဲ့စကားအတိုင်းပဲဒီကားကတေးကန်းတီးတမ်းမဟုတ်ပဲလူတွေရဲ့လောဘနဲ့အတ္တကိုကစားစရာပစ္စည်းတစ်ခုကနေတစ်ဆင့်ချိန်စာတစ်ခုအဖြစ်ပုံဖော်သွားတာဖြစ်ပါတယ်အပတ်သက်ချီရဲ့နာကျင်မှုကိုဆူတောင်းနဲ့ဖြည့်ဆည်းလိုက်တဲ့အခါမှာထွက်လာတဲ့ရလေးကဘလောက်ကြီးတွေးပြစရာကောင်းလဲဆိုတာကိုလူလိုလေးရိုက်ပြထားတဲ့2016ရဲ့တစ်ထိတ်ရင်ကိုဒီကောင်ကောင်ကဖြစ်ပါတယ်ဟော်ရာကနက်ကြိုက်တဲ့လူတွေအတွက်တော့လက်မလွတ်တင်တဲ့ဇက်ကောင်ကောင်ကဖြစ်ပါတယ်အဆုံးလေးကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီကိုကျွန်တော်ကကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ